မြန်မာနိုင်ငံကအထင်ကရနိုင်စဉ်၃ခုအားလုံးပဲမင်္ဂလာပါဒီတစ်ခါမြန်မာနိုင်ငံကအထင်ကရနိုင်စဉ်၃ခုအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကိုလိုနီခေတ်ကနာမည်ကျော်နိုင်စဉ်ကြီးတစ်လုံးအကြောင်းတင်ဆက်ပေးကြပါမယ်အခုတည်းမန္တလေးလာရှိုးသွားလမ်းမကြီးပေါ်မှာတည်ရှိပြီးမြို့ရဲ့အထင်ကရတာဝါတစ်ခုအနေနဲ့အတိမတ်ပြုကြရတဲ့နိုင်စဉ်ကြီးပဲဖြစ်ပါတယ်တခြားတော့မဟုတ်ပါဘူးဒုတိယအင်္ဂလန်လိုလူသိများတဲ့မေမျိုးတော့မဟုတ်ပြင်ဦးလင်မျိုးကပါစေတာဝါပဲဖြစ်ပါတယ်။အမြင့်85ပေရှိတာမို့ရှစ်တက်တိုက်တစ်လုံးစာအမြင့်ရှိပါတယ်။လေးဘက်လေးတန်အသီးသီးကနေလှမ်းမြင်နေရအောင်အချင်းလေးပေခွဲရှိတဲ့နိုင်လေးလုံးထည့်သွင်းထားပါတယ်။ညဘက်မှာရောင်စုံမီးတွေနဲ့တမျိုးလှပနေပြန်ပါတယ်။1936ခုနှစ်ကလေးကတည်ရှိနေတာဖြစ်တဲ့အတွက်နှစ်ပေါင်း90ရှိပြီလို့ဆိုရမှာပါ။အင်္ဂလိပ်ပြည်ရှင်ဂျော့ဘရင်ရဲ့နန်းဆန်သက်25နှစ်ပြည့်အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့နိုင်ဖြစ်တာကြောင့်ကိုလိုနီခေတ်မှာအင်္ဂလိပ်တို့တမျက်တနှုတ်ထားခဲ့ရတဲ့ Clock Tower ကြီးပဲဖြစ်ပါတယ်။အခုထိလေသမိုင်းဆိုင်ရာအမွေးနှစ်တစ်ခုအနေနဲ့မေမျိုးသူမေမျိုးသားတွေရဲ့ဂုဏ်ယူစရာနိုင်စဉ်ကြီးဖြစ်လို့နေပါတယ်။နောက်ထပ်အထင်ကရနိုင်စဉ်တစ်ခုကိုပြောရရင်တော့ကလောနိုင်စဉ်ပဲဖြစ်ပါတယ်။ခရီးသွားတွေတွားရောက်လဲပတ်စုံမြို့လဲဖြစ်အောင်ပန်းတောင်ကြီးပင်တရရွာငံတွားရလမ်းကြောင်းပေါ်လဲရှိနေတဲ့ကလောမြို့ဟာတိတ်ကိုလှပပြီးအမိုက်ကင်းစင်တဲ့မြို့လေးတစ်ခုလို့ဆိုရင်မှားမယ်မထင်ပါဘူးဒီမြို့လေးထဲမှာနေအလာညအလာတွေနဲ့တင့်တယ်နေတဲ့ကလောနိုင်စင်ကလည်းဧည့်သည်တွေအမတ်တရဓာတ်ပုံလာရိုက်ကြတဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်ကိုလိုနီခေတ်လက်ရာပုံစံတိစောက်ထားပြီးအထက်ကိုတက်တဲ့လေကားတွေထည့်သွင်းထားပါတယ်နိုင်စင်အဝိုင်းလို့လူသိများပြီးမော်ဦးမြေပန်းချံကလောဘူတာမျိုးမစီတို့နဲ့နီးပါတယ်နိုင်စင်နားမှာဒေတာဒရက်ဝိုင်းကော်ဖီတို့ကိုမြည်ဆန်းနိုင်တယ်လို့ထေရှူသာလက်မှုပစ္စည်းလေးတွေရောင်းချတဲ့ဆိုင်တွေလည်းရှိပါတယ်။တကယ်ကို UK က Scotland ရောက်နေတဲ့ voice မျိုးရမှာဖြစ်ပါတယ်။ဒါကြောင့်ကလောမြို့ကိုရောက်ရင်ကလောနိုင်စင်ကိုမဖြစ်မနေတောက်ရောက်လဲပတ်ကြပါရှင်။ကျမတို့ရွေးချယ်ထားတဲ့နံပါတ်3နိုင်စင်ကိုမပြောခင်အခုပြောထားတဲ့နိုင်စင်နှစ်ခုလုံးစီကိုရောက်ဖူးတဲ့သူတွေရှင်ကွန်မန့်မှာပြောပြသွားပါအောင်နော်။ကဲဆက်လိုက်ရအောင်။ကိုလိုနီခေတ်လက်ရတစ်ခုဖြစ်ပြီးအုပ်အနီတွေကြီးတုံးထားတဲ့နိုင်စင်ကိုပြောပါဆိုရင်မန္တလေးကဈေးကြိုနိုင်စင်ကိုပြင်းပြမိကြမယ်ထင်ပါတယ်။မှန်ပါတယ်။မန္တလေးဈေးကြိုနိုင်စင်ကြီးတိဆောက်တုန်းကမြန်မာနိုင်ငံဟာဗြိတိရှကိုလိုနီလက်အောက်မှာရောက်ရှိနေပါပြီ။1903ခုနှစ်မှာဝီတိုရီယာဘုရင်မရဲ့နန်းသက်60ပြည့်မြောက်ခြင်းအထိမ်းအမှတ်အနေနဲ့ဒီနိုင်စင်ကိုတိဆောက်ခဲ့တယ်လို့သိရပါတယ်။ကိုလိုနီခေတ်ကတိဆောက်ခဲ့တာဆိုပေမဲ့ထူးခြားတာကနိုင်စင်ရဲ့အမှုကမြန်မာမှုလက်ရာဖြစ်နေပါတယ်။20ရာစုအတွင်းတုန်းကမန္တလေးမြို့ရဲ့အမြင့်ဆုံးအဆောက်အုံလို့ဆိုရမှာပါ။အရင်ဈေးကြိုဈေးဟောင်းနဲ့တိဆောက်ခဲ့တဲ့ခုနှစ်တူသလိုအခုထိဈေးကြိုဟောင်းနာမှာရှိနေရမို့မန္တလေးမြို့ရဲ့ကျက်တည်ဆောင်အထင်ကရအမွေးနှစ်တစ်ခုလို့ဆိုရမှာပါ။ငလင်တန်မိဘေးတန်တွေဖြတ်ကျော်ကအခုချိန်ဒီကြံ့ကြံ့ခံရက်တီပြနေတဲ့နိုင်စင်ကြီးပဲဖြစ်ပါတယ်။